စိတ်ညစ်ရင်ကုသိုလ်နဲ့ဖြေပါစိတ်ညစ်နေလားတောက်တော်ရင်ပန်းစီမီကတ်လှူပြီးဖျားရှိခိုးလိုက်ပါဇေဒီပထိုးတွေတွားပြီးတပြည့်စီလှဲပါဖျောင်းတိုင်အမွှေးတိုင်တွင်လှူပါဖျားကုံတော်တွေကိုပတိထိုင်စိတ်နေပါဒီလိုမှမဟုတ်ရင်လေငါစိတ်တွေပူလောင်ဆင်းရဲနေရပြန်မဲ့တတ္တဝါတွေစိတ်ဆင်းရဲခြင်းကင်းကြပါစေကိုယ်ဆင်းရဲခြင်းကင်းကြပါစေကျမ်းမာကြပါစေချမ်းသာကြပါစေလို့မေတ္တာထိုင်ပို့နေပါဘလောက်ပဲစိတ်ညစ်เสียစိတ်ဆင်းရဲเสียတွေနဲ့ပဲကြုံတွေ့နေရပါစေကုသိုလ်ကောင်းမှုတစ်ခုခုလုပ်ပြီးနေပါစိတ်နဲ့ကိုယ်နဲ့မကပ်ဘူးဆိုပြီးကုသိုလ်မလုပ်ပဲမနေပါနဲ့ယောဂဖြစ်ရင်ဆေးကုရတယ်အစိတ်မိရင်ဖြည့်စေးတောက်ရတာအဲ့ဒီလိုမှမဟုတ်ပဲဆေးမကုဘူးဖြည့်စေးမတောက်ဘူးဆိုရင်ပိုဆိုးတစ်ထက်ဆိုးသွားပါလိမ့်မယ်ဒါကြောင့်စိတ်ညစ်နေပါတယ်စိတ်ဆင်းရဲနေပါတယ်ဆိုရင်ကုသိုလ်လုပ်ပါစိတ်ညစ်ရင်ကုသိုလ်နဲ့ဖြည့်ပါကုသိုလ်နဲ့မဖြည့်ပဲညစ်လုံးလုံးလိုက်ရင်ပိုဆိုးတစ်ထက်ဆိုးသွားပါလိမ့်မယ်မကောင်းတဲ့အတွေးမကောင်းတဲ့အကြံတွေပေါ်လာပြီးအကုသိုလ်အလုပ်တွေကိုလုံးမိတတ်ပါလေအဲ့ဒီလိုဆိုရင်တပူပေါ်တပူဆင့်လာမယ်မထိန်နိုင်ဘူးဆိုရင်အပူတွေကတဆင့်ပြီးတဆင့်တိုးလာပါလိမ့်မယ်ကုသိုလ်လုပ်နေမယ်ဆိုရင်ကုသိုလ်ရဲ့အကျိုးဆက်ကလူကိုစိတ်အေးချမ်းစေတယ်နောက်အကုသိုလ်တွေကိုဖယ်ရှားပြစ်နိုင်တယ်ဒါကြောင့်စိတ်ဆင်းရဲနေချိန်စိတ်ညစ်နေချိန်မှာကုသိုလ်ကောင်းမှုတွေကိုအကြိမ်ကြိမ်လုပ်မယ်ဆိုရင်ကိုကြုံတွေ့နေရတဲ့ဒုက္ခအခက်ခဲတွေကနေလဲလွတ်မယ်တန်တရားမှလည်းကိုယ့်ကိုချမ်းသာစေတဲ့ကောင်းကျိုးချမ်းသာတွေကိုလည်းပေးပါလိမ့်မယ်ဒါကြောင့်စိတ်ညစ်ရင်ကုသိုလ်နဲ့ဖြည့်ပါကုသိုလ်တရားဟာလူရဲ့စိတ်ကိုအေးချမ်းသွားစေတဲ့အစွမ်းတတိထူလည်းရှိပါလေကုသိုလ်ကောင်းမှုရဲ့အကျိုးဟာဘဝအဆက်ဆက်မှာပါခံစားစံစားစေနိုင်ပါလေအားလုံးပဲနှလုံးစိတ်ဝမ်းကြည်လင်အေးချမ်းကြပါစေ